မင်္ဂလာပါတုတ်တန်ကြံခန်းကြီးစနစ်ကိုဖတ်လိုပါတယ်နိဥပရိသကိုခံကျင်တော်သူသည်ပညာအသက်ကိုနှစ်သက်၏ဆုံးမခြင်းကိုမုံတော်သူမူကားသရိษံတဘောရှိ၏သူတော်ကောင်းသည်ထာဝရဘုရားရှေ့တော်၌မျက်နာရတတ်၏မကောင်းသောအကြံစီကိုကြံစီတော်သူမူကားအပြစ်စီရင်တော်မူခြင်းကိုခံရ၏လူဒီဒုစရိုက်အားဖြင့်မြဲမြံခြင်းသို့မရောက်ရာဖြောင့်မတ်သောသူ၏အမြင့်မူကားမရွေ့ရာသီလရှိသောမိန်းမသည်မိမိလင်၌ဥယျတရဖူဖြစ်၏အဆက်ကွဲတတ်သောမိန်းမမူကားလင်၏အယိုးတို့၌ဆွေးမြေ့ခြင်းကဲ့သို့ဖြစ်၏ဖြောင့်မတ်သောသူ၏အကြံသည်ဖြောင့်၏မတရားသောသူပေးသောအကြံမူကားမုသာဖြစ်၏မတရားသောသူ၏စကားသည်သူအသက်ကိုတက်ခြင်းကဆောင်းမြောင်းတတ်၏ဖြောင့်မတ်သောသူ၏နှုတ်မူကားသူတစ်ပါးတို့ကိုကယ်နှုတ်တတ်၏မတရားသောသူ၏အိမ်သည်ပြိုလဲပျောက်ပြက်ခြင်းဖြောင့်မတ်သောသူ၏အိမ်မူကားအမြဲတည်ခြင်းရှိတတ်၏လူသည်ဉာဏ်ပညာရှိသည့်အတိုင်းချီးမွမ်းခြင်းကိုခံရ၏တဘောကောက်သောသူမူကားမထီမဲ့မြင်ပြုခြင်းကိုခံရ၏စားစရာမရှိဘဲဝါကြောသောသူထက်အတရေမရှိကိုအလုတ်ကိုလှုပ်ရသောသူသည်တာ၍ကောင်း၏ဖြောင့်မတ်သောသူသည်မိမိတိရစ္ဆာန်ကိုနှမျောတတ်၏မတရားသောသူမူကားကရုဏာအရာ၌ပင်ကြမ်းကြုတ်တတ်၏မိမိလေကိုလှုပ်သောသူသည်ဝါစွာစားရ၏အချီးနှီးသောအမှုကိုစောက်သောသူမူကားညံချို့တဲ့၏မတရားသောသူသည်လူဆိုးသုံးသက်သောကြော့ကွင်းကိုအလိုရှိ၏ဖြောင့်မတ်သောသူ၏အမြင့်မူကားအသီးကိုတီးတတ်၏စကားလွန်ကျူးရာတွင်ဆိုးသောကြော့ကွင်းရှိ၏ဖြောင့်မတ်သောသူမူကားအမှုထဲကထမြောက်တတ်၏လူသည်မိမိနှုတ်ခမ်းအသီးကိုဝါစွာစားရ၏မိမိလက်လုပ်ရာအကျိုးအပြစ်ကိုလည်းခံရ၏မိုက်သောသူသည်မိမိပြုသောအမှုကိုမှန်သည်ဟုထင်တတ်၏အကြံပေးသောစကားကိုနားထောင်သောသူမူကားပညာရှိ၏မိုက်သောသူ၏အမျက်တော်သည်ချက်ချင်းထင်ရှားတတ်၏ပညာတတိရှိသောသူမူကားရှက်เสียအမှုကိုဖုံးတတ်၏မှန်သောစကားကိုပြောသောသူသည်ဖြောင့်မတ်ခြင်းတရားမမှန်သောတတ်သည်ကိုခံသောသူမူကားမုသာတရားကိုပြသတတ်၏တန်လျက်နှင့်ထိုးတကဲ့သို့စကားပြောတတ်သောသူတို့ရှိ၏ပညာရှိတို့၏ရှာမူကားအနာကိုပင်ပျောက်စေတတ်၏သစ္စာနှုတ်ခမ်းသည်အစဉ်မြဲတည်၏မုသာရှာမူကားခဏတာတည်၏မကောင်းသောအကြံကိုကြံသောသူတို့၏စိတ်ထဲမှလဲစားတတ်သောတဘောရှိ၏ရန်ပြည်စေခြင်းကအကြံပေးသောသူတို့၌ကဝမ်းမြောက်เสียအကြောင်းရှိ၏တရားသောသူ၌အမင်္ဂလာမရောက်ရာမတရားသောသူမူကားအမင်္ဂလာနှင့်ပြေဝလိမ့်မည်မုသာသုံးသောနှုတ်ခမ်းသည်ထာဝရဘုရားဆက်ဆုပ်ယွန်ရှာတော်မူဖွယ်ဖြစ်၏သစ္စာတရားကိုစောင့်ရှောက်သောသူတို့မူကားနှစ်သက်တော်မူဖွယ်ဖြစ်ကြ၏ပညာတတိရှိသောသူသည်မိမိသိသောအရာကိုပင်တိမ်ဝတ်တတ်၏မိုက်သောသူမူကားမိမိစိတ်အလိုလျောက်မိုက်သောတဘောကိုထင်ရှားစွာပြတတ်၏လုံးလဝရိယပြုသောသူသည်အစိုးရတတ်၏ပြင်းရည်သောသူမူကားအခွန်ပေးရ၏ဝမ်းနည်းခြင်းအကြောင်းသည်ညှိုးငယ်စေတတ်၏ကောင်းသောစကားမူကားရှင်လန်းစေတတ်၏ဖြောင့်မတ်သောသူသည်အိမ်နီးချင်းကိုလမ်းပြတတ်၏မတရားသောသူ
လိုက်တော်လမ်းမူကားသူကိုပင်လဲ့စားတတ်၏ပြင်းရည်သောသူသည်မုတ်ဆိုးလုတ်တော်လေဖဲရသောအကောင်ကိုกิน၍မစားရလုံလဝရိယပြုသောသူ၏ဥစ္စာမူကားအဖိုးထိုက်ပေ၏ဖြောင့်မတ်ခြင်းတရားလမ်း၌တည်ပေမရှိအသက်ချမ်းသာလမ်းဖြစ်၏အရောက်ချင်းစီတိုင်းကိုဖျားရှင်ကောင်းကြီးပေးပါစေ